ဒီနေ့ကတော့ sneaker သမိုင်းမှာတော်တော်လေးထူးခြားတဲ့သမိုင်းဝင် product လို့တော့ကျွန်တော်တို့ပြောလို့ရတဲ့ဖက်နက်ကို unboxing နဲ့ review လုပ်ပေးကြပါတယ်။ဘာဖက်နက်လဲဆိုတော့ Kit ရဲ့ Clarks ရဲ့ Adidas ရဲ့ collaboration လုပ်ထားတဲ့ 40 Futurecraft Wallaby ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဖက်နက်ကိုအပေါ်ပိုင်းကကြည့်လိုက်မယ်ဆိုရင်ဒါကကျွန်တော်တို့ရှေ့ရ review လုပ်ပူတဲ့ Wallaby ဖက်နက်ပဲ။ဒါပေမဲ့ဖက်နက်ရဲ့အောက်ခြေဆိုးမှာတော့ဒါ Adidas ရဲ့နီးပညာပိုင်းရတယ်တကယ်ထူးခြားခဲ့သလို2016လောက်ကတည်းကဒါ streetwear sneaker လောကကိုစိတ်ဝင်စားရသူဆိုရင်ကျင်းတည်တည်ရဲ့ကျွန်တော်တို့အကြီးကျယ် hype ဖြစ်ခဲ့ပူတဲ့ Adidas ရဲ့40 Futurecraft ဆိုကိုထည့်ထားတယ်။ဆိုဒီဖက်နက်ကဘာလို့ထူးထူးခြားခြား brand 3ခုပေါင်းပြီးထုတ်ထားရဲဆိုတော့ကျွန်တော်2025မှာ Clarks က2နှစ်ပြည့်ပါပြီဆိုတော့ Clarks ဆိုတဲ့ brand ကရိုးဖက်နက် brand မဟုတ်တော့ heritage brand ပေါ့နော်အမွေအနှစ် brand တစ်ခုဖြစ်သွားပြီဆိုတော့ Clarks နဲ့ Kit ကတော့ဒါလွန်ခဲ့တဲ့နှစ်တွေတည်းကဒါ H3 ဆိုတဲ့နာမည်အောက်ကနေပြီးတော့ဒီ Clarks ရဲ့ဒီ heritage ဖက်နက်တွေကိုပြန်ဖော်ထုတ်ပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုး evolve ဖြစ်အောင်လုပ်နိုင်မလဲဆိုတော့စူးစမ်းနေတော်တော်ကြာပါပြီနောက် Adidas ကလည်းအခုဒါ brand တွေရဲ့ဒါ iconic နီးပညာရဲ့ iconic ဖက်နက်တွေကိုကျွန်တော် logo တွေ branding တွေမပါဘဲနဲ့ဘယ်လိုမျိုးဘေးလုပ်လို့ရလဲဆိုပြီးစူးစမ်းနေတာပေါ့နော်ဆိုတော့ဒီ brand 3ခုကလုံးဝအကြောင်းတိုက်ဆိုင်ပါတယ်ဒါပေမဲ့ခုနကပြောတဲ့ဒီအမွေနှစ်တွေကိုဖော်ထုတ်တယ်လို့ဘာလို့ကဒီအခု review လုပ်ပေးမယ် Wallaby ဖက်နက်နဲ့စခဲ့တာတော့မဟုတ်ဘူးဒီ brand 3ခုကဆိုတော့ Kit က Wallaby ကိုအစကတော့ဒါအယောင်ပြောင်းနေပါညာတော့ပဲလုပ်တယ်ပေါ့နော်ဆိုတော့ဖက်နက်အယောင်တွေ material ပြောင်းတာတော့ပဲလုပ်တယ်ဆိုတော့သူတို့ရဲ့ဒီ Kit နဲ့ Clarks နဲ့တကယ်ပထမဦးဆုံး idea ကကျတော့ဒီ traditional brown shoe ရယ်နောက်ဒီ casual boots ရယ်နောက်အားကစားဖက်နက်ရယ်ပေါ့နော်၃မျိုးဆက်ထားပြီးတော့တက်တော့တက်လည်းဖြစ်တယ်နောက် functional လည်းဖြစ်တယ်နောက်ဒီ sporty နဲ့ formal ဆက်ထားတဲ့ပုံစံဖက်နက်မျိုးတွေထုတ်ဖို့ကျွန်တော်တို့ကဒီ H3 ကိုစခဲ့လို့သိရတယ်။ဒါပေမဲ့အခု review လုပ်ပေးမဲ့ Wallabies ဒီ Futurecraft 40ကတော့ဆိုတော့ဒီ idea တွေကိုပေါင်းစပ်ထားရတာ one of a kind ဖက်နက်လို့ပြောလို့ရတယ်။ဒီ brand သုံးခု collection မှာဒီ40 Futurecraft အပြင်ဒီ boost ဆိုးနဲ့လည်းလုပ်ထားရှိတယ်။အခု review လုပ်ပေးမဲ့ဖက်နက်မထွက်ခင်မှာတော့ဒါအရင်ထွက်ခဲ့တဲ့ Adidas Kit Clarks collab ကတော့ဒါ H3 Samba ဖက်နက်ပေါ့နော်။ဆိုတော့ဒီ H3 Samba ဖက်နက်အကြောင်းလည်းကျွန်တော်ပြောမှဖြစ်မယ်။ဘာလို့လဲဆိုတော့ဒီဖက်နက်ဖြစ်လာဖို့က Adidas ကအများကြီးအားထည့်ထားရတယ်လို့ဒါ Adidas ရဲ့ category director ပြောပြထားတယ်။အဓိကဒီ Adidas Samba ကျွန်တော်review လုပ်ခဲ့ဘူးတယ်။ဒီဖက်နက်ရဲ့အဓိကကတော့ဒါ crab sole ပေါ့နော်။ဆိုတော့ crab sole ကဒါ Clarks ကလည်းဘယ် brand မှလည်းမတော်ဘူး။ဘယ် brand မှလည်းထိလေးမရှိဘူး။အဲဒါကြောင့်မို့လဲဒီ Clarks နဲ့တခြား brand တွေ designer တွေနဲ့ collab လို့ဆိုရင်ဒီ sole ကိုပြောင်းတာရွယ်မြင်လေးရှိရပေါ့နော်။ဆိုတော့ခုနကအနည်းဆုံးပြောမယ်ဆိုကျွန်တော်တို့တစ်ခါ review လုပ်ပြီး Wallaby ဒီ PF ဆိုရင်လည်းဒါ sole ကိုပြောင်းလိုက်တယ်ပေါ့နော်။ဆိုတော့ crab sole ကြီးကသူကရှိလိုမျိုးပေါ့နော်။အပြားလိုက်လာတယ်အဲ့ဒါအောင်မှသူကထပ်ထားအဲ့တော့ဒီ crab sole ကဒါတခြားဒီကျွန်တော်တို့ဖက်နက်တွေမှာမြင်ရလေးရှိရဲ့ဒီ EVA rubber sole တွေလိုမျိုးရိုးရိုးလေးဒီမိုးလို့မရအောင်ဆိုတော့ဒါအပြင်ဒီတိန်းတဲ့ပုံစံဒီ handle လုပ်တဲ့ပုံစံတွေနောက်အပူချိန်တွေပေါ်မူတည်ပြီးတော့လေဒီဖက်နက်ရဲ့ဒီ crab sole ကြီးအပြောင်းလဲရှိတယ်ဆိုတော့အဲ့ဒါကိုမှဒီ Samba ရဲ့ upper နဲ့ဘယ်လိုတွဲရမလဲဆိုတာကိုဒါတော်တော်လေးဒါ Adidas ဘက်ကစဉ်းစားရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းဒီ sample ဖက်နက်တွေကဒါတစ်ခါတစ်ခါပြန်အကြာကြီးပြန်ရတယ်လို့ဒါသူတို့ပြောထားရပေါ့နော် Clarks ကသူတို့ရဲ့ဒီ crab sole ဆိုရင်ဒီအယောင်ကအစဒါအသေးစိတ် view site တဲ့အတွက်ဒီလိုစိုးနဲ့ဒီမရင်းကြီးတယ်ဒီ Adidas ရဲ့စက်ရုံတွေကပေါ့နော်တော်တော်လေးကိုဒါစူးစမ်းယူခဲ့ရတယ်လို့လည်းသိရတယ်ဒါပေမဲ့ဒီလိုမျိုးစူးစမ်းမှုတွေကြောင့်လည်းဒီ brand 3ခုကဒါလက်တွဲညီညီနဲ့ကြောက်ကြားဒါ trust တွေပေါ့နော်ယုံကြည်မှုတွေတိုးလာပြီးတော့ဒါပိုကောင်းတာတွေဖန်တီးဖို့ဖြစ်လာတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒီဖက်နက်ရဲ့အဓိက highlight ဖြစ်တဲ့ဒီ40 Futurecraft အကြောင်းကိုကျွန်တော်နည်းနည်းပြောအောင်ဆိုတော့ဒီ40 Futurecraft စပေါ်လာတော့မှ sneaker လောကမှာ Adidas ရဲ့ boost ကဒီ NMD တို့ Yeezy တို့နောက် Human Race တို့နောက် Ultra Boost တို့နဲ့ဒါဖက်နက်လောကမှာကျွန်တော်တို့လုံးဝ Adidas ကပွဲခံနေရပါတော့ဆိုတော့ Adidas ကဘာလို့ရွှေဖြစ်နေတဲ့နှစ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာ Adidas ကဒီ digital light synthesis လို့ခေါ်တဲ့နည်းပညာနဲ့တော့ soul ကို print လုပ်ပြပြီးတော့ဒီ 40 ကိုဖက်နက်လောကကိုချပြခဲ့တယ်ပေါ့နော်စထွက်ချင်းဒီ Futurecraft ဖက်နက်တွေကလုံးဝ limited ဖြစ်တယ်ဝယ်ချင်တိုင်းဝယ်လို့မရဘူးအရန်ကို limited ဖြစ်လို့အဲ့ခက်ကဒါ resale ဈေးဆိုပြီးတခါမှမမြင်ဘူးတဲ့တကယ်ကမောက်ကမဈေးအထိကိုတက်ခဲ့ဦးတယ်ပေါ့နော်နောက်ပိုင်းမှာ40 Futurecraft ဖက်နက်တွေကိုပြန်ထုတ်ခဲ့ပေမဲ့လည်းဒါ limited amount အနေနဲ့ပဲသွားတယ်ဆိုတော့ဒါပေမဲ့ဒီ40 Futurecraft line ရဖက်နက်တွေကဟို public ကိုအများကြီးရောင်းတာမျိုးမဟုတ်ဘဲနဲ့ဒါသူတို့ရဲ့ concept ပေါ့နော်သူတို့ဘာလုပ်နိုင်လဲဒီရက်စာဘယ်လိုမျိုးချပြနိုင်လဲဆိုတဲ့သဘောအနေနဲ့ဒါဒီဖက်နက်ကိုဒီနည်းပညာကိုထုတ်ပြခဲ့တယ်ပေါ့နော်ဒီ Futurecraft 40 tooling အပေါ်မှာတကယ်ကိုအမွေနဲ့ဖက်နက်ဖြစ်တဲ့ဒီ Wallaby ကိုတင်ချလိုက်တဲ့အခါမှာကျွန်တော်တို့ဖက်နက်လောကမှာတစ်ခါမှမမြင်ဘူးတဲ့ဒါပေါင်းစပ်မှုကြီးတစ်ခုဖြစ်လာတယ်ပေါ့နော်ဒီတစ်ခေါက်ကကျွန်တော်တို့ဒါ review ဆိုတာတဲ့သူတို့ဒီဖန်တီးရဲ့လူတွေဘယ်လိုတွေးပြီးဖန်တီးကြရဲဆိုတာကိုကျွန်တော်ကဒါပြောပြချင်တာပေါ့နော်ဆိုတော့ဒီ Wallaby ဖက်နက်ကိုဒါနာမည်ကြီးစရာ iconic ဖြစ်စီတာဒီဖက်နက်အပေါ်မှာသုံးထားတဲ့ဒီ switch အသားကြောင့်လည်းမဟုတ်ဘူးဒီ switch ဆိုလူတိုင်းသုံးတယ်နောက်ဖက်နက်ချီတိုးလို့ပြောအောင်လဲချီတိုးကလည်းသေချာဘာမှမမြင်အောင်နောက်ဘာ graphic မှလည်းမပါဘူးဘာ print မှလည်းမပါဘူးဆိုတော့ဒီဖက်နက်ကိုထင်ရှားစေတာဒီဖက်နက် shape ပေါ့နော်ဆိုတော့ဒီဖက်နက်အထိတ်ကဒီ4000ဆန်ဆန်တိုးပေါက်စီကဒီမြင်လိုက်တာနဲ့ဒီဖက်နက်ကဘာဖက်နက်ဆိုတာသိတယ်ဒီဖက်နက်ကိုကြည့်လိုက်တာဒီတိုးပေါက်ဆိုမြင်နေတာဒါ Wallaby ဆိုတာလူတိုင်းသိတယ်ဆိုတော့ဒီဖက်နက်ရဲ့ shape ကသူ့ရဲ့ဒါ visual identity တခုလို့ဖြစ်နေပါတော့ Wallaby 40 Futurecraft ကိုဖန်တီးတဲ့နေရာမှာသူတို့အတွက် challenge ကကြတော့ဒီ shape ကိုမပြောင်းမနဲ့ဘယ်လိုမျိုးဒီအောက်က performance ဖက်နက် tooling ကိုထည့်မလဲဆိုတာပဲပေါ့ဆိုတော့ဒီ Wallaby ရဲ့ toe box shape အမှန်ဖြစ်ဖို့အတွက်သူတို့တွေဒါ millimeter အသေးစိတ်အထိလုံးဝထည့်တွက်ပြီးတော့ဒီအောက်က40 Futurecraft နဲ့လည်းကွက်တိဖြစ်အောင်
ဒါ class ဘက်ကနေပြီးတော့ DJS ကိုအများကြီးဒါ support လုပ်ခဲ့တယ်လို့ကျွန်တော်သိရတယ်ဘယ်သူမှအသေးစိတ်သိလို့မသိနဲ့ပေါ့နော် class ကိုယ်တိုင်လည်းဒါတေချာသိမ်းထားတယ်ဒါ Wallaby ရဲ့ last လို့ခေါ်ရတဲ့ဒီဖနက်ကမိုးပေါ့နော်ဖနက်မိုးပါသူက class က DJS ကိုပို့ပြီးတော့ဒါသူတို့ဒီဖနက်ပုံစံအမှန်လုံးဝ millimeter အသေးစိတ်ရအောင်သူတို့စူးစမ်းခဲ့တယ်သူတို့ဒီကျွန်တော်လက်ထဲမှာရှိနေတဲ့ဒီနောက်ဆုံး final product ရဖို့လဲသူတို့ဒါ3-5ခါလောက် sample တွေနဲ့အကြာကြီးတင်ခဲ့ရတယ်လို့လည်းဒါသူတို့ပြောထားတယ်ဆိုတော့နောက်ထပ်အသေးစိတ် detail ကကြတော့ဒါမိုခါစင်းဖက်တွေမှာမြင်ရလေးရှိတယ်ကျွန်တော်ဝတ်တဲ့အခါကြာလာရင်ဖြစ်လာတဲ့ crease လေးတွေ wrinkle လေးတွေပေါ့နော်အဲ့လိုမျိုးအတွန့်လေးတွေပေါ်လာမျိုးတွေပေါ့ဒီ Wallaby feature graph မှာလည်းဒါ shape ကိုအမှန်ဆုံးလုပ်ထားတဲ့အတွက်ပုံမှန်ကျွန်တော်တို့ class ဝင်ပုံမှန် Wallaby ဝင်ပုံမှန်မိုခါစင်းတွေဝင်ဖြစ်တဲ့ဒါ wrinkle လေးတွေပေါ်တဲ့အထိပါဒါသူတို့အသေးစိတ်ဖန်တီးထားတယ်နောက်တစ်ခုကဒီဖက်ရဲ့ဒီထိတ်က toe spring ပေါ့နော်ဒီ toe spring လေးဒီနားလေး toe spring တွေကဒါဒီဖက်နဲ့တူထွက်တဲ့ဒီ Wallaby Ultra Boost နဲ့မတူဘဲနဲ့ပုံမှန် Ultra Boost တရန်ပုံမှန်ဒီ 40 future craft တင်ရန်လိုမျိုးဒီဖက်နဲ့ထိတ်က toe spring တွေကိုတပုံစံနဲ့ဖြစ်အောင်ဖန်တီးထားတယ်လို့ပဲသိရဒါလုံးဝ detail ကိုပြောရမှာနော်ကျွန်တော်တို့ဒါ auto boost ဝတ်တဲ့လူဆိုသိရဒီဖက်နဲ့ထိတ်ကတခြားဖက်နဲ့မတူအဲ့တော့ auto boost နဲ့ 40 ကလည်းမတူတဲ့အတွက်ဒါလုံးဝအဲ့ဒါတွေပါအသေးစိတ်သူတို့ဖန်တီးထားတယ်ကျွန်တော်ဒီဖက်နဲ့ဖန်တီးပုံကြောင်းလေးကျွန်တော်ပြောပြီးဖြစ်တဲ့အတွက်ဒါစီးကြည့်အောင်ဆိုတော့ကျွန်တော်အတွက်တော့ဒီဖက်ကဒါပထမဦးဆုံး future craft 40 ဖက်နဲ့ပဲပေါ့နော်ဆိုတော့ထူးခြားတာရိုးရိုးWallabyထက်နည်းနည်းလေးပိုလေးတယ်ဒါပေမဲ့ look ကတော့ကြည့်လိုက်ရင်လုံးဝပေါ့နေပိုပေါ့သလိုခံစားရတယ်ပေါ့နော်ဒီဖက်ကနေ့တိုင်းဘယ်နေရာဖြစ်ဖြစ်ဝတ်လို့ရတဲ့ဖက်မျိုးစားတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ तू က formal look လည်းမသွားဘူးဟိုအားကစားဖက်ပုံစံအစစ်ကြီးတဲ့သူတို့မရဘူးပေါ့နော်ဆိုတော့အဲ့နှစ်ခုကြားနေရပေါ့နော် hybrid ဖက်လိုမျိုးဖြစ်နေဒီဖက်ကဒါ class brand နှစ်နေရာပြီးတိုင်ပဲနဲ့ quality ဖြစ်အောင်ရည်ရွယ်ပြီးဖန်တီးထားဖြစ်တယ်ပြီးတော့ဒါဖက်လောကရဲ့တကယ် brand နာမည်ကြီးတဲ့ brand တစ်ခုရဲ့ဒါထူးခြားတဲ့ collab တစ်ခုလည်းဖြစ်တယ်နှစ်ပေါင်း60နီးပါးလောက်ရှိနေပြီဖြစ်တဲ့ဖက်ကိုလွန်ခဲ့တဲ့10နှစ်နီးပါးလောက်ကမှထွက်လာတဲ့ဒါဖက်နီးပညာအသင်းနဲ့ပေါင်းထားတာတော့တော်တော်လေးမိုက်တယ်နောက်တစ်ခုကကြတော့ collaboration ကောင်းကောင်းတစ်ခုဖြစ်ဖို့ဆိုတာလောက်ဖြစ်နေကြမလို့ logo တွေ graphic တွေ design တွေအကုန်လုံးရိုက်တင်နေကြမလို့ပေါ့နော်ဘယ်လိုမျိုး limited ဖြစ်တာဘယ်လိုဝယ်လို့မရဘူးဘယ်လိုမျိုးဘယ်လိုဆိုင်တွေမှာရောင်းပါမယ်အဲ့လိုမျိုးတွေကြီးညာနေကြမလို့ဒီ class ရဲ့ဒီ kit ရဲ့ DJS ရဲ့ collaboration မှာbrand တစ်ခုနဲ့တစ်ခုမှာထားတဲ့လေးစားမှုတွေ trust တွေကိုကျွန်တော်တို့မြင်ရတယ်နောက်ဒါ risk တွေကိုလည်းဒါအတူတူ share လုပ်ကြတယ် risk အတူတူယူကြတယ် project မြန်ပြီးဖို့မြန်ထွက်ဖို့ဆိုတာထက် process ကိုအများကြီးသေချာအချိန်ယူပြီးဖန်တီးထားတယ်ဒီ collaboration ကိုဆိုရင်ထူးခြားတာဘယ် celebrity တွေဘယ်မင်းသားတွေမင်းသမီးတွေ rapper တွေနဲ့မှထူးတယ်လဲ endorse လုပ်ပြီးတော့လဲကြီးညာထားတာကျွန်တော်တို့မမြင်ရဘူးသူတို့ဖန်တီးချင်တာကိုပဲအဓိကဖန်တီးသွားတာပေါ့နော်ဆိုတော့အဲ့ဒါကဒါဒီဘက်ခေတ်အိုရောကြောက်ရောဒီ collaboration ခင်မှာပေါ့နော်ထူးခြားတဲ့ collaboration တစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်ခုနကရောင်းစီကလောလောဆယ်မှာဒါ10သိန်းကျော်15သိန်းဝန်းကျင်မှာရှိရပေါ့နော်ဒီဗီဒီယိုကြည့်နေသူတွေရောဒီမတူညီရဲ့နှစ်ခုပေါင်းထားတဲ့ဖက်ကိုဘယ်လိုမြင်လဲဆိုတာ comment မှာရေးခဲ့ပြပါအောင်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်